ရွှေကိုစတိုရီ channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့စာရေးဆရာမောင်တော်မော်ရေးသားထားတဲ့ပင်လယ်စုချိန်ဇာတ်လမ်းကိုတင်ဆက်မှာပဲဖြစ်ပါတယ်ရှင်အောင်ထွန်းစိန်အနောက်အရက်သို့လှမ်းကြည့်တယ်ရေတက်ရေကျ၍မျောနေတဲ့ဒိုက်တရောတန်းစီအာယုံလွတ်ထားတယ်ရှေရှေလျက်လျက်ခွခွကောက်ကောက်ဒိုက်တရောတန်းကြီးမှာအနဝါလိုင်ကောင်းကြီးများအတွေ့အေယာမမွေကြီးတကောင်ကူးခန့်နေတဲ့ကဲ့သို့ဖြစ်တယ်အောင်ထွန်းစိန်တောင်ပြင်စင်းကကြည်ဒီမှာကြပြီဇာနာကွတ်ထားတဲ့အလားလိုင်ကောင်းဖြူများတယုံယုံထားလျက်ရှိသောကြောင့်ရာသီဥတုအပွင့်အလင်းကိုချောင်းရသည်ကမ်းပေါ်ဆွဲတင်ထားရ၍ဦးချောက်လာပြီဖြစ်တဲ့လှေကလေးပင်စကားမပြောတတ်တော်များလူသားကဲ့သို့ပင်လယ်ကိုလွမ်းနေလိမ့်မယ်လို့အောင်ထွန်းစိန်ကြပြဆန်းဆန်းစိတ်ကူးရင်မိလိုက်သည်ပြီစိတ်ကူးရင်ဆိုအောင်ထွန်းစိန်သည်တမိုးကုံ၍တည်င်းဝါလာကျွတ်လေငယ်ချစ်စောမေဖြူနဲ့ဗဆိုးတန်းတင်ကြပြီးတော့မေမဟုတ်လားဇေယတုတပ်ပမင်္ဂလာအခန်းအနာအတွက်လိုအပ်ငွေဖြည့်ဆည်းနိုင်ရန်အောင်ထွန်းစိန်တယောက်ဒိုက်တယောတန်းကြီးအကြားတစုံတရာကိုရှာနေခြင်းဟောတနေရာဝဲမဲအရာဝတ္ထုတစ်ခုမြုပ်တုံပေါ်တုံတောင်ဘက်အဝေးခြံထဲဥမျိုးချရန်ကူးနေသောအကောင်ပြီလောဟင်စိတ်တူကျွမ်းအပြင်ကွမ်းတရာညက်တာတာလောက်၌မျော်မှန်းထားသောအရာမဟုတ်သဖြင့်အောင်ထွန်းစိန်စိတ်ပြတ်သွားတယ်အောင်ထွန်းစိန်ရက်နေတဲ့တောင်ဆက်သို့ပေါ်ပွားစွာခြုံပြီးရောက်လာတဲ့ဝတ္ထုမှာအုံသီးကြီးတစ်လုံးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာမုံတိုင်းရက်ရှည်လျားချိန်ဘင်္ဂလားအော်ရေစည်းချောင်းနဲ့အတူမိုင်ပေါင်းထောင်ကျော်ရေပြင်ကိုဖြတ်တန်းပြီးရန်ဖန်ရန်ခါရောက်လာတတ်တဲ့နာဂဘာရီအောင်ပင်လယ်ပြင်လှိုင်းလေအကဲမလှသေးသည့်အတွက်ငါမရရေချိုးပြန်စကားနဲ့အညီရေမျောကန်းတင်အောင်ဒီအားကောက်ပြီးကန်းချေဖက်ကြောခိုင်းစဉ်စူဝေနေတဲ့ရေဦးထဲမှရေထုခဲ့သို့မူလပင်လယ်အတန်သည်ပုံမိုကျဲတယောင်ကျဲလောင်လာတဲ့ပင်လယ်အတန်ကတယောနေသလိုရှိ၍အောင်ထွန်းစိန်တော်တော်နဲ့အိတ်မပြောချစ်သူနဲ့အမြန်နီးရေးအပြန်အလှန်စဉ်းစားနေသဖြင့်လဲအတွေးနဲ့အာယုံတို့လုံထွေးတပ်ပုတ်မှုကြောင့်ညာနဲ့တီထက်ညာနဲ့လာပြီးနောက်စောမေဖြူနဲ့နှစ်ယောက်သားအိန္ဒိယသေးတန်ဆောင်အချစ်စမြူးထဲကအတိုင်းဝေတောင်ရန်ကြောက်ဆောင်ကြောက်ခတ်များအကြားချစ်သေးကတကြူကြူလိုက်တန်းပြည်တန်းကစားကြသည်အချစ်ဒီဂရီအချစ်ရမက်များတရှန်ရှန်တဝေဝေတက်ကလောကကြီးตายာနေချိန်ဝဝုံတန်တိုင်းအတိုင်းမလန်ကြောင့်အချစ်လိပ်ပြန်များလန့်ဖြန့်ပြေးကုန်သည်အိမ်မက်မှနိုးလာသောအောင်ထွန်းစိန်သည်အိမ်လေးကအသက်အစင်းထောင်ထားသောရေဆွဲတန်မုံအားအောင်နဲ့တကောင်ဝဲကုန်ရင်တိုက်ချပြန်လေပြီဟုအတန်ပြင်းပြင်းတစ်ချက်ပြူလျက်ဒေါသဖြစ်နေစဉ်ဒုတိယတတိယအကြိမ်လဲတိတ်မချနာထို့နောက်မိုးချင်းတံများတအုံအုံတကြုံကြုံဆက်ကဖြင့်နားကွဲမတက်ရှိတော်လဲအောင်ထွန်းစိန်ဝမ်းသာသွား၏မိုးကြုံမုန်တိုင်းကြပြီဆိုတော့ရာသီပွင့်တော့မီမိုးဥရုကုံရက်နဲ့သတင်းကြွနောက်ပိုင်းမဟုတ်တော့ကြောင့်မိုးခိတနားမဲ့တဘောသို့တော့ဒီတန်နီယာမိုးသက်လေးပြင်းကစိမ့်ဆက်အပြိုပေါက်တို့ရဲ့စိတ်ရိုင်းပမာမခံမှန်းတက်အောင်ဖောက်ပြန်တက်ပြီးသေးသည်မို့မြည်တို့ရှိစေအလုတ်ဖြစ်တော့မည်ဖြစ်၍အောင်ထွန်းစိန်အားတက်သွားသည်မိုးမြမြန်လင်းစေခြင်းမီအသားငါရှားပါခိုက်စွန်းစွန်းဆဆဖမ်းနိုင်လင်ငွေခဲချီးပင်အောင်ထွန်းစိန်အပိုင်တွက်ပြီးငွေပုံကြီးတက်လက်ဇောမေဖြူရဲ့ဝင်းပပမျက်နှာတက်လက်မြင်ရောက်သည်အောင်ထွန်းစိန်ခမများနှလုံးခုန်နှုံးမှမြန်သွား၏အောင်ထွန်းစိန်ရဲ့နှလုံးခုန်သက်မြန်နေတယ်မနက်နူးနူးချင်းကန်ဆက်သူအပြေးဆင်းတယ်တောင်တကွက်မြောက်တကွက်ညိုမဲနေသည်မှအပနနက်ခင်းနေကြီးတန်းများလွတ်လွတ်ကြော်ကြော်ပင်လယ်ပြင်ပေါ်ဖြာချလျက်ရှိသည်လေလဲရမန်နေ့ကလောက်မထန်တော့ကုန်းပေါ်ဆွဲတင်ထားတဲ့လေလားကိုအောင်ထွန်းစိန်နှဲကတောင်ချီရီဆက်သို့တွန်းချသည်ဝေးအောင်ထွန်းစိန်အတန်လန်ရာကြောပတ်ကြည့်တော့ပြေးဆင်းလာတဲ့ကြောထွီးတဲပြင်ထဲနှစ်နေ၍မလှုပ်ချင်းလေကြောင့်အားကုန်ချွေးပြန်နေစဉ်ရေငတ်တုံရေရင်းနဲ့ကျသွားသလိုပင်တဖန်မိမိကဲ့သို့စွန်းစွန်းဆဆရှိမိရွယ်သူအားကောင်းမောင်းတန်အဖော်တရားအတွက်ညာကလေးကစဉ်းစားမရဖြစ်နေသောကြောင့်လဲအောင်ထွန်းစိန်အဖို့ကြော်ထွီးမှတအားဖြစ်သွားသည်ရေထဲလေရောက်လင်ကျွမ်းကျင်သူရေလုတ်သားများပြီးမိမိတို့နဲ့အတူဆောင်ရမဲ့ပစ္စည်းများလက်နက်တစားပလာများအတီးတီးပြန်ယူကြသည်မရှိမနာပြန်ရောက်ကြရာအောင်ထွန်းစိန်လက်ထဲတွင်စနွတ်ကျိုးတခွေအထုပ်တထုပ်တက်များပါ၍ကြော်ထွီးမှုပုံတပုံအိတ်တအိတ်ဆွဲလျက်ပုံတွင်ရေချိုးပါကြောင်းနဲ့အရေးပေါ်အသက်ကဲဘောဖြစ်ကြောင်း
အိတ်တွင်းဝယ်ဆယ်လိမ့်နေကွန်းကြိုက်သူကြော်ထွေးအတွက်ထွေလီကာလီပါလိမ့်မည်ဖြစ်ကြောင်းအောင်ထွန်းစိန်နားလဲလိုက်သည်ထို့ထက်အိမ်မအပကြော်ထွေးဝမ်းကောင်းတဲ့ဘာထဲ့လာမည်ကိုပါအောင်ထွန်းစိန်ပြေရင်မမေးပဲအသက်သိပါသေးသည်ငယ်ကောင်ကြီးဖက်တွေကိုသူနဲ့အောင်ထွန်းစိန်သည်ဦးမကြော်ထွေးကပဲ့မထိုင်လျက်လေလောင်းကလေးသည်ရေချောင်းတပွေပွေပင်လယ်ဘက်သို့ထွက်လာကြပါပြီအန်ဒီယမရှိမှန်းသိတော်လဲအောင်ထွန်းစိန်သည်ရိုးရာအရာဆိုင်ရာပိုင်ရာတို့အားအလုတ်ထဲမှစားမြိန်စားဖြင့်ပူဇော်ပသဦးသုံးချိန်အလေးနဲ့ချပြီးနောက်အဖိုးအယိုကြီးကြီးအသားမြများအကောင်သေးအကောင်ပွားများပေးသနာတော်မူပါလေဦးကိုပါရေချိုတစ်ခွက်ဖြင့်လှောင်းသည်လေဦးကိုရေရွယ်ချက်တိတိမို့ကြော်ထွေးသည်ကန်းဦးရေတင်ကြောက်တန်းလွတ်ချိန်ဒိုက်တရောတန်းမှရှေးရှုလိုက်သည်ဦးထိုင်အောင်ထွန်းစိန်ကအဝေးကြီးကင်းပမာထောက်လန်းရင်အခါအားလျော်စွာလိုရာလက်ညှိုးညွှန်သည်နကိုကမဲမဲမြင်မြင်သာရှိသောဒိုက်တရောတန်းမှာရေသက်ရေကျပင်လေရေစည်းကြအတိုင်းတစားတစားပြီးပြန်လာသည်ဒိုက်တရောတန်းထဲလေကလေးချင်းနှင်းမိပြီးမို့ကံယူတန်းမှာမှုံပြပြသာကြံတော်သည်လူသူနေထိုင်မှုဝေးကြောင်အတိတ်ပဲတက်ရောက်တော်လဲငါးပြန်များငါးယူဇနာများငါကွန်းရှက်များလင်းရှူးများငမန်းများနဲ့အတူငညီတူငသေးငမွားများကိုပရိယေတနာပြုသည့်ပင်လေစင်ရောတစ်မျိုးမြက်ထွေးအုပ်တို့ကြောင့်အထီးကျန်ဖြစ်မနေပေကျော်ထွေးကလိုင်းဤကြီးများအတွင်လိမ့်လိမ့်လူလူလေကိုကယူတဆိုင်ပဲကင်ချိန်အောင်ထွန်းဆိုင်ကဥဝိုင်းမှအားထဲ့လော်ခဲ့ရင်ဒိုက်တရောအတွင်တနေရရာသို့အေကန်ရှိနေမိတတဝါအားရေလုံသားပကတိမျက်စီဖြင့်မုံဆိုးသားကောင်လှချောင်းတီမဲမဲမျက်နှိုင်းပြက်မှတ်ခွင်းမိများကဲ့သို့လေဦးတီလျက်အားဆိုင်ခွန်ဆိုင်လှော်ခတ်ကြရာအောင်ထွန်းစိန်ထက်ကြော်ထွေးကပုံမောနေသလားမဆိုနိုင်ရေကြီးမကြာတောက်သည်မျက်နှာလဲနေလောင်သဖြင့်မီးပိုပေါ်မှဒဲဦးဖင်လိုနီနေ၏ပင်ပန်းနွမ်းနယ်သည့်တိုင်ဇွဲမလျှော့သောလူငယ်တို့ရဲ့စွန်လော်စွန်စားစိတ်သက်အာမှန်အပြည့်ဖြင့်လုံလာထက်ထည့်လိုက်ရာကမ်းပြောက်ချိန်သားကောင်သွေးလိုက်သည်မကြီးမညာမပြေမချောရေပြင်ပေါ်၌မြုပ်တုံပေါ်တုံကြောင့်ပျောက်တလဲမြောက်တလဲဟိုမှသည်ရွေလာလျက်မလန်းမကန်ချင်းမိသောအေယာမကြောက်ဆိုင်ကြောက်ခဲကြီးတစ်လုံးပင်လေကျမ်းပြင်မှထိုးထွက်နေပြီးတကယ်တော့လိုင်းလုံးကြီးများပြေရိုက်လိုက်တိုင်း၎င်းပတ်ဝန်းကျင်ဝဲရေမြုပ်ရေဖွားများတက်ဖွေးဖွေးထလျက်မျော်လင့်သည့်ထက်အစာမတန်တုတဲ့ကြီးမားနေ၍အတွေ့အကြုံများစွာရှိသောအောင်ထွန်းစိန်ကိုယ်တိုင်ပင်လန့်ဖြန့်သွားရှာသည်ဤဒေတာဤရေပြင်တလျှောက်အကျွမ်းတဝင်းရှိနေပါလျက်ထူးထူးခြားခြားတတိတပွဲချွန်ထွက်နေမှုကြောင့်ကနဦး၌အမှန်ပင်တန်တရာပွားမိသည်နဂါးမုံ၍နေချင်းညာချင်းဖြစ်ပေါ်လာသောကြောက်တုံးကြောက်ဆောင်ပြီးလောဟုဝါသုံးလေးရိုက်ရောက်မှပင်တကောင်တည်းမဟုတ်မှုပဲနှကောင်တွရန်ဖြစ်နေ၏ဒိုက်တရောများနဲ့ရောနောကမျောနေတဲ့ပင်လေရေညိရေမော်များကြောက်ခက်ကြောက်ပွင့်များကိုလိုက်လံစားတောက်ရင်ချစ်အန်နဝပွေအတွင်ချစ်ပြူဟာခင်းကျင်းနေကြသည်တကားချစ်စိတ်တက်ပြီးလောကကြီးမူးမေနေကြ၍ဒင်းတို့မရိပ်စားမိစေရန်နောက်ကျောမှချင်းကပ်ဖို့အောင်ထွန်းစိန်လက်ပြအချက်ပေးလိုက်သည်လိုင်းတိုလိုင်းပုတ်သည်ထက်ဦးအစမတန်ရန်ခါနေသောလေမှာပြောင်းလဲတည်ငြိမ်လာမှုမရှိ၍အောင်ထွန်းစိန်လှည့်ကြည့်လင်တစ်ချိန်ထက်တစ်ချိန်မျက်နာပူနေသောတစ်ချိန်ထက်တစ်ချိန်ပိုပင်ပန်းနေသောကြော်ထွေးတယောက်တက်ပေးချရေတောက်နေပြန်သည်သူ့ကျမ်းမာရဲ့အခြေအနေနဲ့မိမိကျမ်းမာရဲ့အခြေအနေမတူလေ၍အောင်ထွန်းစိန်ဘာမှမဝေဖန်လို့တော့လဲတိကျမှန်ကန်မှုနဲ့အတူအရေးအကြီးဆုံးအချိန်ရောက်လာပြီးဆန္ဒပြေဝတော်မီကာလဖြစ်ရကားကြော်ထွေးတောက်လာချီလားတိတ်ပင်ပန်းစွာနောက်ပိုင်းကဝင်မယ်လေကောင်းကောင်းထိမ့်ဖို့အေးလေစိမ့်လဲရုတ်တရက်တိုက်လာနေပြီလိုင်းလဲပိုမြင့်လာတယ်ရာသီဥတုကတမနက်လုံးအကောင်ဒီနာရောက်မှဘဲကဘလို့ဖောက်ချင်လာတာပါလေဘာထောက်ခံချက်ဘာတဘောသားမှတ်ချမ်းမှမကြ၍လှဲ့ကြည့်ပြန်ရာကြော်ထွေးကထုံးစံအတိုင်းမော့နေပြန်သည်ဟိတ်ကရေကိုနင်းကြည့်တောက်မပြစ်နဲ့ငါဖို့လဲချက်အောင်စိတ်ချတငယ်ချင်းအနာရောက်လေအကောင်ကြီးလေပင်ကြော်ထွေးရဲ့ပဲ့မငိမ်မှုတတန်မလုံးမှုတို့ကြောင့်အပေါ်ကအကောင်ကြီးတမင်လေပြန်ပြူးပြဲကြည့်ပြီးအမကျော်ပေါ်လှုပ်ရှားလုံနေသည်ဝါတရိုက်မှကရှိနေတော့လဲ
စနွအားထိုးရန်အသင့်ပြင်းနေရယူထားသောအောင်ထွန်းစိန်ကရာလိုက်သည့်အခွင့်အရေးအလဟတ်သက်မဆုံးရှုံးစေရန်အပေါ်ကကဘာလိတ်ကြီးမခုံစင်းမီလှမ်းပစ်လိုက်နိုင်သည်လေဟုံလေထုကိုခွဲလျက်ဂျိုတန်လန်နှင့်ထွက်ပြေးသွားသောစနွသည်ကြောကုံအားတောက်ခနဲသွားမှန်သည်ဂုံးများခန့်ရင်များရေညစ်ရေမော်များပင်ဆွဲကပ်နေလာအောင်ကဘာရက်လာသဖြင့်စနွများချွင်ကနေမိတန်နှင့်အတူမိဘပွင့်သွားသည်စနွသွားနှင့်လိတ်ကဘာကြီးကြောကုံထီမန်မိတ်ဆက်မိလိုက်ပြီးဂျိန်ကနေချင်းလိုက်တဲ့မိုးကြိုးလျက်စစ်စီးတန်းနဲ့ပေါင်စံမိတ်ဖက်သွားရာမဟာမီးတောင်မီးပွင့်ကြီးအဖြစ်အောင်ထွန်းစိန်မြင်လိုက်ပြီးကြက်သိမ်းမွေးညင်းများဖြန်းဖြန်းထအသွားသည်စနွတ်သွားကလည်းမဆွဲအခြေအနေကိုလည်းစနိုးစနောက်ရှိလာသည့်တိုင်ငွေပုံတလက်ဇောမေဖြူတလက်ပေါ်လာတဲ့စနွတ်ကျိုးကိုကြပြကတိအားခဲသိမ့်ပြီးလက်တဆဆအသင့်ပြန်ပြင်းနေသည်ငုတ်ရှိုးသွားသောတတဝါကြီးနှကောင်ပြေးနိုင်မဲ့အရက်မျက်နာသို့ရှေမာအားသွန်လော်ရင်ဒိုက်တရောများအကြားမျက်စိကစားသည်ရေနက်ထဲတောက်လျှောက်တာရှည်ငုတ်ရှိုးခြေဖြောက်နိုင်သောငါးတတဝါမဟုတ်မှုပဲရေတပိုင်းကုံတပိုင်းဝေနေရဖြစ်သောကြောင့်မလန်းမကန့်၌ဘွားကနေပြန်ပေါ်သည်အောင်ထွန်းစိန်တို့နီးသွားလိုက်ငုတ်လိုက်နဲ့3-4ချိန်ရှိသောအခါတတဝါလဲမော်လူတွေလဲဟိုက်နေဖြစ်သည်လိတ်ကြီးပြန်မငုတ်သေးပဲလေကိုလူရှိုနေသလိုအောင်ထွန်းစိန်တို့ရဲ့ရင်သည်လဲဖားဖို့ထိုးတကယ်သို့တဟူဟူရေငန်းအား၆တော်လဲအောင်ထွန်းစိန်အချိန်ကုန်မခံနိုင်ဒီတချီအပိုင်အနိုင်အမိအယစနုမဆွဲဆွဲအောင်ထိုးမိဟုအာခဲမှန်သွင်းလျက်ရှေမာတဆိုင်ဆိုင်ခတ်သည်ဖြာခနဲထွက်သွားသောသွေးနှင့်အတူလိန်နောက်သို့စနုကျိုးခွေတရှောရှောတဝဝဆင်းသွားသည်ကျိုးထွေးမသွားစေရန်နဲ့မိမိခြေလက်တို့ညှိမသွားအောင်ထိန်လျှော်လျှော့ပေးရင်မှမှန်သွားပြီကွစနုဆွဲသွားပြီအာရပါရအော်သည်စောစောကပွင့်လင်းနေသောယာသည်တမဟုတ်ချင်းမှောင်လာခြင်းတားကောင်အလွယ်တကူရှာမတွေ့ခြင်းလိုင်းတဘူပူမောက်လေအေးပူတိုက်လာခြင်းကစိတ်ထဲမတိုးမတန့်ဖြစ်ခဲ့တော်လဲရင်ဘူးသဖြင့်သာကြော်ထူးရေခဏခဏတောက်မြူသည်ဟုရိုးရိုးသားသားထင်မှတ်ခဲ့သည်ဤ၍ဤမြလက်လွတ်စပယ်မိုက်တွင်းနှက်လိမ့်မည်အတင့်ရဲပြီးလှုပ်လိမ့်မည်ဟုမထင်ခဲ့ပေထို့ပြင်ငယ်တငယ်ချင်းအပေါ်ယုံမားမတင်ကဖြစ်တဲ့မဖြစ်တဲ့အတွေ့တစ်ခုအောင်ထွန်းစိန်ကောင်းတဲ့ဝင်လာသည်ကြော်ထူးတယောက်သူ့အပေါ်သစ္စာဖောက်ဖို့ကြံနေပြီလောဟုကြော်ထူးလက်ထဲဝဲအရက်ပလင်းကတစ်ဖက်တွင်ရှိနေသလိုအခြားတစ်ဖက်၌လည်းတက်ကိုလက်နက်တပွဲကင်ထားသည်စနုကတားကောင်ကိုအပိုင်အနိုင်ဆွဲသွားပြီးဖြစ်၍ကြော်ထူးသည်တကူကောင်းတယောက်ကောင်းအတွက်လောဘစောတက်ကကြံစီနှင့်ပြီးလိုက်လာတာလည်းဖြစ်ခြင်းဖြစ်မိတမယိုးကြပုံမှန်မဟုတ်တော့သောလူတစ်ယောက်ရဲ့စိတ်အတွင်းဘာတွေဖြစ်၍ဘာတွေပြောင်းလဲနေသည်ကိုမြည်သူမှအသက်မပြောနိုင်အောင်ထွန်းစိန်သေးချစွာသိသည်ကကြော်ထီးဖဲရှုံးပြီးကျွေးပူတွေဝိုင်းဝိုင်းလဲနေကြောင်းသတင်းကိုစောမေဖြူပြောပြသောကြောင့်ကြားထားသည်စောမေဖြူကိုလည်းကြော်ထီးပူပန်းလျက်ရှိသည်မြတ်တာပန်းတကုံအားဆင်မြန်းလိုသည့်ပြိုင်ဖက်လျက်ဖြစ်သည်ဒီတော့သူကိုပင်လက်ထက်အစဖြောက်လျက်လေကဘာကြီးကိုအပိုင်မစည်းနိုင်ဘူးဟုမြည်သူအာမခံနိုင်မည်နီမျက်မြင်သက်သေမရှိပင်လယ်ပြင်ကျဲကြီးတဲ့မိမိအစပြောက်သွားမှုမှာသူပြောသမျှမှတ်တမ်းတင်နေပြီးတော့မီစင်စစ်ရာသီဥတုမဟုတ်မူပဲလူကသာဖောက်ပြန်နေ၍အောင်ထွန်းစိန်ရင်တဲ့ဒိန်ခနဲစိုးရင်စိတ်နဲ့အတူဇိုင်းခနဲမိုးထစ်ချုံတန်ကလည်းဇက်တိုင်မြည်ဟီးသွားသည်မိနစ်ပိုင်းအတွင်းလှိုင်းဤလိုင်းလျာရှိများစိတ်ကလေစိမ့်လဲကြိုးရိုးတလျှောက်ချမ်းစိမ့်လောက်အောင်တိတ်သီးပြင်းထန်လာကတေမင်းလေချုံတန်ပေးလာပါပြီဒေတန်နီယမုံတိုင်းကြရောက်တော့မီဖြစ်တကားပင်လဲဆူတော့မီဖြစ်သည်ကအချီအနေအပတ်ပတ်ကလုံးဝမကောင်းတော့ကြောင်းရိတ်စားနားလေလိုက်၍အောင်ထွန်းစိန်ခြေမကိုင်းပြီးလက်မကိုင်းပြီးထိတ်ထိတ်ပြပြဖြစ်သွားသည်ကြော်ထွေးရည်တန်နဲ့ဗမာမကန့်ဟန်အမှုအရာတိတ်မရှိကြလိုက်ပါအေယာမလိုင်ကောင်းဖြူကြီးတစ်လုံးဝင်းအရိုက်တွင်လိတ်ဆွဲပြေး၍အဆုံးရောက်သွားတဲ့စနွတ်ကြိုးစားတစ်ဖက်လေကိုဒုက္ခနဲ့မြည်အောင်ဆောင်းဆွဲလိုက်ပြန်သဖြင့်လူရောလေပါဟန်ချက်ပြက်ပြီးရိုင်လဲခြင်းတိမ်းမောက်ခြင်းကျွန်းပြန်ခြင်းတို့လျက်တပယ်မျက်စိတမိတ်အတွင်ပေါင်းဆက်ဖြစ်ပြတ်သွားသည်တတိတမန်စင်မလွတ်သောအောင်ထွန်းစိန်သာစနွတ်ကျိုးအဖျားတစ်ဖက်ကြီးတောင်ထားရာလျှက်အထိုင်တန်းအားအချိန်မီဖမ်းကင်လိုက်နိုင်သည်ကြီးမားလာသောလိတ်ကဘာကြီးရဲ့တွေ့ယူသွေးတန်းရုံးကန်ပြေးလွှားအားကြောင့်ပြုတ်ထွက်သွားသောလျှက်အထိုင်ပြင်အားတွေ့ဖက်လျက်
အောင်ထွန်းစိန်ခမလှိုင်းလုံးများအကြားရေလွှာလျှောစီးတူကဲ့သို့လူလူလဲလဲပါလေပြီအောင်ထွန်းစိန်သည်ငမန်းများနှင့်ဝေ၍တစ်မျိုးစိတ်အေးရတော်ညာရှေ့ဆက်ရမယ့်ခရီးအတွက်ဆနွတ်ကျိုအားဆက်လက်ဖတ်တွယ်ထားရမည်လောလွတ်လိုက်ရအံ့လောဆိုသည်ကိုမဝေခွဲတတ်သည်စားငံရည်များနှင့်မိုးလက်ကြံတဖွဲဖွဲချမှပြောင်းနေသောကမ်းရိုးတန်းကိုပြန်လည်မြင်ရသည်မငြိမ်မသက်ဘောင်ပင်ရိုက်ခတ်နေတဲ့ပင်လယ်အတွင်းဤမြအကွာအဝေးကိုကျွမ်းကျင်တဲ့ရေကူးသမားဖြစ်စေကမူဘလိုနီးနှင့်မှရောက်နိုင်မည်မဟုတ်ပေအောင်ထွန်းစိန်သည်မွန်းချီနှစ်ချီမြို့ချီပေါ်ချီနှင့်ပင်ဆနွတ်ကျိုအားမလွတ်တမ်းအခိုင်အမာဆက်လက်ဖန်ဆွဲထားလိုက်၏မိမြကြာမြင့်သွားကြောင်းမတွက်ဆနိုင်တော့လဲခန္ဓာနှင့်ဝိညာဉ်တည်မြဲလျက်ရှိစေဖြစ်ကြောင်းအတိတရားအရာရှေသူကောင်းမော့ကြည့်လိုက်ပြန်ရာပေါရောက်ပင်များပြီးပြင်းမြင်ရသည့်အကွာအဝေးအတွင်ရောက်နေသည်အာသက်တော်ညာပင်ပန်းနွမ်းလျက်သဖြင့်၎င်းရေမွန်းဝမ်းကယ်နေပြီဖြစ်၍တကြောင်တတိလွတ်ချင်းဖြစ်နေပြီလက်နှစ်ဖက်မှလည်းအန်တီကြိုက်ခဲနေ၍ဇကုတ်ကြကဲဆွဲထားတဲ့ကြားမှာကျိုးနဲ့လေးထိုင်ကုန်ပြင်တို့ချောပြီးလွတ်ထွက်မတန်ရှိနေပါသည်ဒါပေမဲ့အောင်ထွန်းစိန်အနေဖြင့်လိတ်ထိုးချိန်အများတကာထက်လက်ဦးမှုရအောင်ရပ်ပေါင်းများစွာအပင်ပန်းခံပြီးယခုမသေးကောင်းမပြောက်ကောင်းပန်းနိုင်ရောက်ခါနီးမှအလဟတ်သက်ပြန်လဲဆွတ်လွတ်လိုက်ရတော့မည်လောမေးခွန်းနဲ့တပါတဲ့ငွေပုံတက်လက်စောမေဖြူမျက်နှာတက်လက်ပေါ်လာပြန်သည်ဆရာတော်ကြီးရဲ့အဆုံးအမကလည်းတစ်ဖက်ကနေနားတဲ့ဝင်လာ၏အကြအမောင်နဲ့အဆုံးအမစကားတို့အောင်ထွန်းစိန်အုံနောက်နဲ့နှလုံးသားအတွင်ရကန်လုံးရှယ်တပွဲဒွန်တွဲလွန်ဆွဲပါလိမ့်ပြီစံကြံပန်အားနှစ်ခုရဲ့ပရိပခတံကိုအောင်ထွန်းစိန်ကြိမ်မိတ်ခန်းစားရင်ကြီးတုံချတုံဖြစ်နေစဉ်ဆနွတ်ကျိုးကိုမညာမတာအားနဲ့ဇကန်နဲ့စောင့်ဆွဲလိုက်သည်ဆနွတ်သွားကျွတ်ထက်လင်ပိမိနေသောအကျော်အချို့ပွင့်သွား၍သွေးစိမ့်ရှင်များအသားအစီမရှိပွက်ခနဲ့ပက်ခနဲ့ပန်းထွက်သည်ထိုသွေးများတဲပြန်မှတဆင်အောင်ထွန်းစိန်ခြေစီသို့မျက်စိကိုမိတ်လိုက်ပြီးနောက်ဆနွတ်တန်အားစိတ်လွတ်ကိုလွတ်ထိုးချလိုက်ပါလေသည်အောင်ထွန်းစိန်စိတ်မရဲတရဲဖွင့်ကြည့်တော့မိမိမျက်လုံးအိမ်နှကွင်းမှမျက်ရည်ဘူးများမိမိချီဖမိုးပေါ်ကျနေသည့်အဖြစ်ကိုတွေ့သည်စိတ်ရောရုပ်ပိုင်းပါအာအင်ကုန်ခန်းနှဆမကပင်ပန်းနွမ်းနယ်စာဖြင့်အကြာကြီးမိတ်နေရမှပြန်လဲဖွင့်လိုက်ခြင်းဖြစ်၍လေမြင်ကွင်းမှာပြောင်းလဲပါလိမ့်မည်လက်တကန်းအကွာအဝေးမှနေကယောက်ျားရက်မကြီးလက်သုံးဖက်မကကြီးမားလာတဲ့တတဝါအားတသက်လုံးကင်တွယ်ကျွမ်းကျင်လာသည့်လက်နက်ဖြင့်ထိုးချလိုက်သည်ဖြစ်သောကြောင့်ဤမြလွဲချော်လွတ်မြောက်သွားရလောက်အောင်ထွန်းစိန်မညံ့ပြင်းနိုင်ပြီမှန်ပါသည်အောင်ထွန်းစိန်သည်ငယ်ရွယ်သူတို့ထုံနှလုံးသားတိုက်တွန်းစိတ်စော်ကိုမလွန်ဆန်နိုင်သဖြင့်စခုနှစ်စုံအမောင်ချလိုက်ချိန်ငွေပုံနဲ့စောမီဖြူမျက်နှာထက်ဆရာတော်ဖရားရဲ့အလောင်းတော်မြောင်မင်းနဲ့ပုံနာမိုင်အကြောင်းဂျေစုတရားအဆုံးအမစကားကတောကြအာယုန်တဲ့ဆိုးမွန်းသွား၍အောင်ထွန်းစိန်သည်လောဘတက္ကာယနှင့်ရှင်သောအတ္တတဏအဝိဇ္ဇာကိုကြော်လွှားအောင်မြင်ခြင်းနှင့်အတူထိုးဆိုင်လိုက်သောဆန္ဒခေါ်ရေလုတ်သားတန်ငါသုံးမိန်လှန်တန်သည်ကပလိတ်ကြီးရဲ့ကြောထမှသည်လေထဲလွတ်လွတ်ကျွတ်ကျွတ်ပြန်တန်းထွက်ပြေးပြီးတကားလာတောင်မြင်တဲ့ဆက်အဝေးတနေရာ၌တွားရောက်ဆူဆိုင်နှိဝင်ခဲ့လေသည်ကြည်လင်တန့်ရှင်းလာသောအောင်ထွန်းစိန်ရဲ့စိတ်မနှောနှင့်အတူညာဘက်သို့ဝင်ရောက်တော့မည်ဖြစ်သည့်ပင်လယ်ပြာမှလည်းနောက်ဆုံးပွင့်လင်းဖြာကျလာသောစီးစာရောင်ကြီးလက်ကျန်အောင်၌ပို၍လန်းဆန်းအေးချမ်းသွားပြီးတကယ်သို့ပရိသတ်များရှင်ယခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်တော်မော်ရဲ့ပင်လယ်စုချိန်ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နားဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။